အတွက်ဆက်ဆက်ပေးပလာ project ကြီးကိုအတွေ့အကြုံရှိ developer တဦးဖြစ်တဲ့ Starlight Property မှာတာဝန်ယူတည်ဆောက်ပြီး Open House အယောင်ပြပွဲကြီးကို HK Property မှာတာဝန်ယူရောင်းချပေးသွားမှာဖြစ်ပါရဲ့ရှင်။ခွဲစိတ်ကြရန်ကြပြီးကြရန်အမည်ပေါက်ရရှိမယ်အရှုပ်ရှင်းကင်းတဲ့ plot size ပေ25ပေပေ50အသင့်တက်နေ villa လုံးစင်းတွေကိုပြသပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြပွဲနေ့ရက်အတွင်းဝယ်ယူမဲ့ customer များအတွက်7,200 TT အထူး special discount 30%50%ဒေါင်းပေးမှတ်ချပြီး15နှစ်ထိတင်ရချင်းငွေစနစ်100% banking ငွေပေးချေမှုတို့နဲ့ဝယ်ယူနိုင်မှာဖြစ်ပါရဲ့ရှင်။ location အနေနဲ့ပေါ်စမွေးလမ်းမကြီးပေါ်မှာတည်ရှိပြီး SIS မြန်မာကျောင်းရှိသုဝနပန်းချံတောစီတက္ကသိုလ်တို့အနီးမှာတည်ရှိပါတယ်။ 3RC ကို car parking နဲ့စီ decoration အပြည့်3 master bedroom single bedroom ကျွန်းရှာတို့ fully decorated living room အပေါ်အောက် cabinet အပြည့်အစုံနဲ့ kitchen dining area walk-in closet vanity counter များ first floor veranda second floor veranda ဒါ့အပြင် EV ကားများအတွက် level 2 EV charger တက်ဆင်အသုံးပြုနိုင်ရန် power meter ပါရှိပါရဲ့ရှင်။ fully furnished pre-book ကဆောင် facility တွေဖြစ်တဲ့ TV, aircon, microwave, decant တာအစရှိရတဲ့အပြင် backup power system အနေနဲ့22 kW solar system နဲ့မိသက်စနစ်တို့ပေါင်းမှာဖြစ်ပါရဲ့ရှင်။ premium quality ဖြစ်တဲ့ဗလာ3လုံးကိုသာအရောင်းချပေးသွားမှာဖြစ်ပြီး7,200 discount ကလည်းပွဲရက်ကာလ match လာ28ရက်29ရက်မနက်10:00 နာရီမှညနေ4:00 နာရီထိ2ရက်အတွင်းသာရရှိမှာဖြစ်လို့ HK Property ကိုကြိုတင်ဆင်းပေးသွင်းဖို့တော့လိုပါမယ်ရှင်။